အားလုံးပဲသခင်ယေရှုနာမ၌မင်္ဂလာပါတာယာရောနဲ့ခင်လက်ထမှာဘုရားခင်ယေရှုတော်ကြောင့်ပြန်လည်အသက်ရှင်နှုတ်ထခွင့်ရရှိတဲ့ပူဆောင်ပဲထိုဘုရားရှင်နာမတော်ကပါအဆက်ဆက်ပုံကျဲမင်္ဂလာရှိပါစေဒီမနက်ခင်းမှာကျွန်တော်တို့အတွက်ဘုရားခင်ပြင်ဆင်ပေးတဲ့နှုတ်ကပတ်တော်တရားတော်မြတ်တွေတုတ်တန်ကျမ်းအခန်းကြီး30အငယ်33ကိုခွန်အားပေးတိုက်တွန်းနှိုးဆော်ခြင်းဖြစ်တယ်ဟုတ်ပြီဆိုတော့ဒီနှုတ်ကပတ်တော်ကကျွန်တော်တို့အဘွားအသက်တာမှာဒေါသကိုမနှိုးဆော်ရင်ဒေါသကိုနှိုးဆော်တဲ့လူဒေါသကိုရှေ့တန်းတင်တဲ့လူကခိုက်ရန်ပြုတ်တတ်တယ်ဒေါသဆိုတဲ့အရာကလူရဲ့ဘဝအသက်တာမှာတစုံတစ်ခုမှအကောင်းကျိုးကိုမပေးဘူးဆိုတဲ့အရာဆုံးရှုံးသွားတယ်ထိခိုက်တတ်တယ်နစ်နာတတ်တယ်ဒါကြောင့်မလို့ဒေါသအမျက်ဒေါသကိုမနှိုးဆော်နဲ့လို့ပြောထားခြင်းဖြစ်ပါတယ်အကေစင်စင်နုကိုမွေလင်ထောပတ်ထွက်တတ်၏နွားနုကိုမွေလိုက်တဲ့အခါမှာအပေါ်မှာအမြုပ်ထောပတ်ထွက်တတ်တယ်နွားနုကိုမွေခါများတော့အမြုပ်ထွက်တတ်တယ်အပေါ်မှာအများကြီးအမြုပ်ပေါ်တတ်တယ်နှာခေါင်းကိုဆွဲလိမ်လင်အသွေးထွက်တတ်တယ်ဒီနှာခေါင်းကိုဆွဲလိမ်တဲ့အခါမှာသွေးထွက်တတ်တယ်နှာခေါင်းထဲမှာထိတဲ့အခါမှာနှာခေါင်းသွေးထွက်တတ်တယ်နှာခေါင်းထဲမှာရိုက်မိတာတို့ထိမိတာတို့နော်လေးမိတာတို့ဖြစ်သွားပြီဆိုနှာခေါင်းဒဏ်ရာထိသွားပြီဆိုရင်သွေးနှာခေါင်းသွေးယူတတ်တယ်သူကဲ့သို့တဲ့လူရဲ့စိတ်တဘောဒေါသကိုလည်းနှိုးဆော်လင်ခိုက်ရန်ပြုတ်တတ်တယ်အေးဆေးနေတယ်ငြိမ်ငြိမ်လေးနေတယ်တက်တောင့်တက်တာနဲ့နေတယ်ကိုယ့်အကူနော်နေတဲ့ဟာကိုတစုံတယောက်ကိုဒေါသထွက်ပြီးမှနှူးဆော်နေတယ်အေးဆေးနေတဲ့လူပုဂ္ဂိုလ်တယောက်ကိုအနေတာချင်းနေတဲ့လူကိုအမြဲတမ်းရန်စတယ်နော်အမြဲတမ်းတိုက်ခိုက်နေတယ်အမြဲတမ်းနှူးဆော်ပေးနေတယ်အဲ့ဒီလိုမျိုးကဘာဖြစ်တာလဲခိုက်ရန်ပြုတ်တတ်တယ်ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်တို့အတွက်တာဒေါသဆိုတဲ့အရာဘာအကျိုးမှမပေးဘူးဒေါသဖြစ်ခြင်းအပြင်ပဲအရာခတ်သိမ်းဆုံးရှုံးသွားတယ်ဒေါသဖြစ်ခြင်းအပြင်လင်မယားကွာသွားတယ်ဒေါသဖြစ်ခြင်းအပြင်မိသားစုကွဲသွားတတ်တယ်ဒေါသထွက်ခြင်းအပြင်အသင်းတော်ကွဲတတ်တယ်ဒေါသထွက်ခြင်းအပြင်ပတ်ဝန်းကျင်ထဲမှာတိုင်းနိုင်ငံကွဲပြားသွားခြင်းဖြစ်တယ်ဒါကြောင့်ဒီဒေါသဆိုတဲ့အရာကလူတယောက်ထဲမှာမနှူးဆော်ရဘူးကိုသားသမီးဖြစ်ဖြစ်ကိုရဲ့နော်ဆွေမျိုးဖြစ်ဖြစ်အတိုင်းအဝိုင်းဖြစ်ဖြစ်ဘယ်သူဘယ်ပုဂ္ဂိုလ်ဘယ်ဝါကိုပဲဖြစ်ဖြစ်ဒေါသကိုမနှူးဆော်ဖို့ရနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုတွင်တင်ထားတာဖြစ်တယ်ဒေါသကိုနှူးဆော်တဲ့လူကတော့ယံဘလောက်ပဲချစ်ကြဘလောက်ပဲနှစ်သက်မျက်နှိုးနေပါစေဘလောက်ပဲချစ်ခင်တွေ့တာနေပါစေဒေါသကိုလူတယောက်ကဒေါသမထိန်ချုပ်နိုင်တော့ဘူးဆိုရင်ပြဿနာဖြစ်လာပြီရန်ဖြစ်လာပြီဒါကြောင့်ဒေါသကိုအမျက်ဒေါသကိုရှေ့တန်းမတင်ပေးနဲ့ဒီနေ့ကျွန်တော်တို့ဖယားတကယ်မေတ္တာနဲ့တိဆောက်သွားကြရအောင်အာမင်ဒေါသကိုရှေ့တန်းတင်ပြီးမှနူးဆော်တဲ့လူကမဖြစ်တဲ့အရာတွေအားလုံးဖြစ်သွားတာအားလုံးအတင်းတော်ဂိုင်းကနာအဖွဲ့အစည်းမိသားစုလင်မယားအားလုံးကွဲသွားတယ်ဆိုတဲ့အရာမြင်တွေ့ရတယ်ဒေါသအရှက်တန်းတင်ခြင်းအပြင်ခိုက်ရန်ပြုတ်တတ်တယ်မိသားစုထဲမှာတော်၎င်းအတင်းတော်ထဲမှာတော်၎င်းပတ်ဝန်းကျင်ထဲမှာတော်၎င်းခိုက်ရန်ပြုတ်မှဘဒူနဲ့မှမတည့်ဘူးဒီဒေါသဆိုတဲ့အရာကလူကိုဘာအကျိုးမှအကောင်းကျိုးမပေးနိုင်ဘူးဆိုတဲ့နှုတ်ကပတ်တော်အပြင်တိဆောက်ခွန်အားပေးလိုက်ခြင်းဖြစ်တယ်